အားလုံးပဲမင်္ဂလာပါ Mr. K9 Channel နဲ့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့အရင်တစ်ပတ်ကတင်ဆက်ပေးသွားတဲ့အတိုင်းပဲဇလန်းတွေကဇလန်းအပိုင်းစားတချို့ကိုဖော်ပြပြီးတော့စကားလုံးနဲ့ဝါကြတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ် Mr. K9 Channel ကတော့အပတ်စဉ်စနေနေ့တိုင်းဗီဒီယိုနဲ့သင်ခန်းစာတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ် Mr. K9 Channel ကိုသဘောကျနှစ်သက်တယ်ဆိုရင် Like and Subscribe လုပ်တော့မမေ့ပါနဲ့နော်ဒီနေ့ဖော်ပြထားတဲ့ဇလန်းလေးရဲ့နာမည်ကတော့ကာလွတ်ဖြစ်ပါတယ် KALUT ကာလွတ်သူက informal အသုံးဖြစ်ပြီးတော့ရှုပ်ထွေးခြင်းလို့အဓိပ္ပာယ်ရပါတယ်ဇလန်းလေးကိုစပြီးတော့ကြည့်လိုက်အောင်ပါ Che cosa dimo? Ehi! Assalamualaikum. Waalaikumsalam. Tengah buat apa tu? Duk tengah tunggu rendang ayam ni. Awak telefon nak bagi tahu kata nak tumpang balik Kuala Lumpur ke? Dah lah. Saya ada benda nak bagi. Benda apa tu? Awak pergi tengok dekat tempat duduk belakang kereta awak tu. Pergi tengoklah ni. Set. Okay ဒီနေရာမှာဗီဒီယိုလေးကိုခဏရပ်ပြီးတော့စကားလုံးတချို့ကိုကြည့်ကြအောင်ပါပြီးရင်တော့ဗီဒီယိုရဲ့ဒုတိယပိုင်းကိုဆက်ကြည့်ပေးကြပါနော်ဒီမှာစကားလုံးနှလုံးကိုပြောပြပေးခြင်းပါတယ် random ဆိုတဲ့စကားလုံးရဲ့ banda ဆိုတဲ့စကားလုံးရဲ့ဖြစ်ပါတယ် random ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့စီပြန်ဟင်းကိုပြောတာဖြစ်ပါတယ်ဆိုတော့စီပြန်ဟင်းမှန်သမျှကို random လို့သုံးပါတယ်အာယန်နဲ့ပေါင်းမယ်ဆိုရင်ကြက်စီပြန်ဟင်းပါဆိုတော့ random အာယန်ကြက်စီပြန်ဟင်းကာရီဆိုတာဟင်းပါပဲကာရီဆိုတဲ့စကားလုံးကလည်းဟင်းဖြစ်ပါတယ်ဆိုတော့အာယန်ကာရီဆိုရင်ကြက်သားဟင်းကိုပြောတာဖြစ်ပါတယ်ဆိုတော့ random အာယန်ဆိုရင်တော့စီပြန်ဟင်းစီနဲ့ချက်တာဖြစ်ပါတယ်ဆိုတော့ကာရီဆိုတာက overview အနေနဲ့ခြုံပြီးသုံးတဲ့စကားလုံးဖြစ်ပါတယ်ဆိုတော့ random အာယန်ကြက်စီပြန်ဟင်းနောက်တစ်လုံးကတော့ banda ဖြစ်ပါတယ်ဆိုတော့ banda ဆိုတဲ့စကားလုံးနဲ့ baran ဆိုတဲ့စကားလုံးကဆင်းပါတယ်ဆိုတော့ baran ဆိုတာပစ္စည်းကိုပြောတာဖြစ်ပါတယ် banda ဆိုတာလည်းပစ္စည်းကိုသုံးတာဖြစ်ပါတယ်ဒါပေမဲ့ banda ဆိုတဲ့စကားလုံးကကျတော့ဘာပစ္စည်းလို့ရည်ညွှန်းထားတာမျိုးမရှိဘူးဒီဟာဟိုဟာဆိုပြီးတော့သုံးတဲ့နေရာမှာ banda ကိုသုံးပါတယ်ဆိုတော့ main ကိုငါပေးစရာတစ်ခုရှိတယ်ပေးခြင်းတဲ့အရာတစ်ခုရှိရဆိုရင်အဲ့နေရာမှာ baran လို့မသုံးဘဲနဲ့ banda လို့သုံးပါတယ်ပြီးတော့ပေါ့ပါမအနေနဲ့ကျွန်တော်စကားပြောတဲ့နေရာမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်အင်္ဂလိပ်စကားလုံးမှာဆိုရင် things နဲ့တူပါတယ်အင်ကြီးလားဘောင်းမီလားတိတိကျကျမညွန့်ဆိုပဲနဲ့မင်းကပေးစရာရှိတယ်လို့ပြောရင် banda itu banda ini ဆိုပြီးတော့သုံးလို့ရပါတယ် banda ဆိုတာ things နဲ့တူပါတယ်ဘယ်ပစ္စည်းရလို့တိတိကျကျမညွန့်ဆိုတဲ့အခါမျိုးပါ banda လို့သုံးပါတယ်ဆိုတော့ဇလန်းလေးကိုဆက်ကြည့်ကြအောင်ပါ Cantik. Bila masuk hang beli baju ni? Saya beli tu masa saya kat Mekah. Saya beli lebih. Ya rezeki awak kan. Lagipun tu tanda terima kasih lah sebab awak bagi saya tumpang kereta awak sampai rumah saya ni. Pakai esok tau. Baiklah, besok aku pakai. Ni. Besok hang mai tak ayah rumah aku? InsyaAllah kalau sempat. Sebab saya nak kena ikut mak saya pergi rumah. Bakal isteri pilihan mak saya. Tak apalah dah. Aku nak pergi tengok aku punya rendang tu. Bye. Dia bye macam tu je. Bakal isteri pilihan mak dia konon. Ni. Tak mau pakai. သင်ခန်းစာရဲ့ဒုတိယပိုင်းကိုကြည့်ကြအောင်ပါစကားလေးနဲ့ပတ်သက်ပြီးတော့ဘာသာပြန်တာပဲဖြစ်ဖြစ်စကားလုံးတွေဝါကြတဲ့အကြောင်းအရာပဲဖြစ်ဖြစ်ပြောချင်တာမှရှိရင်ကွန်မန့်ဘောက်မှာရေးခဲ့ပြလို့ရပါတယ်
ဒီနေရာမှာတော့ဝါကြတစ်ချောင်းရဲ့အကြောင်းကိုပဲပြောပြချင်ပါတယ်သူကတော့ဘန်းစကားဖြစ်ပါတယ်ကျွန်တော်တို့ social media မှာအသုံးများတဲ့မာမာပွိုင်းဆိုတဲ့စကားပဲဖြစ်ပါတယ်ပတ်ကိုင်း lipstick ပီလီဟန်မဒီယာခွန်နော်ဆိုတော့အဲ့ဒါကိုခြုံမီးပါတာပြမယ်ဆိုရင်မာမာပွိုင်းလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဝါကြကိုကြည့်ကြအောင်ပါပတ်ကိုင်း lipstick ပီလီဟန်မဒီယာခွန်နော်ပတ်ကိုင်း lipstick နှခမ်းနီကိုသုံးတယ်တဲ့ပီလီဟန်ရွေးရှယ်ပေးတာဘယ်သူတုံးဆိုမဒီယာသူ့အမေကရွေးရှယ်ပေးတဲ့နှခမ်းနီကိုသုံးတယ်တဲ့ခွန်နော်ဆိုတာကအကြံပြုချက်သူ့အမေကြံပြုတဲ့ရွေးရှယ်ပေးတဲ့နှခမ်းနီကိုပဲသုံးတဲ့သူလို့ဆိုလိုပါတယ်ပတ်ကိုင်းဆိုတာကအသုံးပြုသည် lipstick ဆိုတာနှခမ်းနီပီလီဟန်ဆိုတာရွေးချယ်သည်မဆိုတာကအမေကိုပြောတာပါမဒီယာဆိုတော့သူ့အမေခွန်နော်ဆိုတာအကြံပြုချက်ဆိုတော့ပတ်ကိုင်း lipstick ပီလီဟန်မဒီယာခွန်နော်သူ့အမေအကြံပြုရေးချယ်ပေးတဲ့နှခမ်းတွေကိုပဲသုံးသည်ရဲ့ဆိုတော့အမေအလိုအကျလုပ်တဲ့သူပေါ့ social media စကားလုံးရဆိုတော့မမပွိုင်းလို့အဓိပ္ပာယ်ရပါတယ်ဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတို့အသုံးဝင်မယ်လို့ပြောလဲပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပေးပါခင်ဗျာအဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်